ဝိုင်းပြောတာပေါ့ဒီမဆဲဘူးပေါ့နော်ဒီလိုလည်းဒီတင်ကိုင်းနဲ့ပြောတယ်မရဘူး။ဒီကားဆရာလေးပြောတယ်မရဘူး။ကားဆရာတော့အဲ့ဒါဟိုအောက်ဆဲလို့ပြောတာဒါပြောရင်တန်းနဲ့လည်းမရဘူးပေါ့နော်